တဲ့မင်းတက်ဘလို့ပုံစံမျိုးနဲ့ဘယ်မင်းမဲလာလုံးဝဇယိုက်မပြောင်းမနဲ့စောက်ကျင်ဆိုတဲ့ဌာနရှိတယ်အဲ့ဒါလာဝကနဲ့ passport ရုံးကကောင်းနေပဲနော်စကားကိုရှိဝေးမပြောတဲ့ပဲပြောပြမယ်နော်ကိုယ်နိုင်ငံမှာစီးပွားရေးအဆင်ပြေဘူးလောက်ကင်ရှာဖွေစားတာအရင်ခက်ခဲတယ်လူတိုင်းသိတယ်နော်စစ်ဘေးတွေတဘာဝဘေးတွေငလင်ဘေးတွေဒဏ်မျိုးစုံခါးစီးခံနေရတယ်ကျမတို့ပြည်သူလူထုတွေမှာနော်ငယ်ရွယ်တဲ့အမျိုးသားတွေငယ်ရွယ်တဲ့အမျိုးသမီးလေးတွေကကိုယ်နိုင်ငံမှာရတဲ့ဝင်ငွေနဲ့မလုံလောက်တဲ့အခါမှာနိုင်ငံသားကိုထွက်ပြီးပတ်စံရှာတဲ့နေရာမှာပျော်လို့ထွက်လာလို့တရားမှမရှိဘူးအစင်ပြေလို့သူများနိုင်ငံလာလို့တရားမှမရှိဘူးအစင်ပြေနေမှတော့ကိုတိုင်းပြည်ထဲမှာရှာဖွေစားတာလွယ်ကူနေမှတော့ကိုတိုင်းပြည်တွေပဲကိုနေမှာပေါ့ဘယ်သူမှသူများနိုင်ငံထွက်ပြီးလုံးချင်ဘူးဟုတ်တယ်ဟုတ်နော်တချို့ဆိုအိမ်ပေါင်ရတယ်တချို့ရာပေါင်ရတယ်နော်ကြီးလက်ကတက်လာတာတွေရှိတယ်မျိုးပြားကတက်လာတာရှိတယ်နီးမျိုးပေါင်းစုံနဲ့ခက်ခဲပြင်းပြင်းမတက်လာတဲ့လူတွေရှိတယ်အဲ့ဒီပုံမှာမနော်မတောင်းရအောင်လို့မပြောတောင်းမစားရအောင်လို့မပြောရအောင်စားရမယ်ဒါပေမဲ့လုတ်ပိုင်ခွင့်ကိုစုပ်ကင်ပြီးမှလေပြည်သူလူထုရဲ့ချွေးနေဆောင်ပစက်ကနေဟိုစောဝါးရအောင်တဆုံလိုက်တဲ့ကောင်ကြီးပြောတာနင်တို့မျိုးသားလဲကြည့်မျိုးတလားနင်တို့အပင်းစုံနေမယ်နင်တို့တမိသားစုလုံးနင်တို့အပတ်စံနေဘယ်သူစားမှနင်တို့တယောက်တည်းစားမှလားမဟုတ်ဘူးနင်တို့တမိသားစုလုံးစားမှတိလားနော်တိလားမတထားရေးစားချက်စားအမ်ဘတ်ဆုပ်ကုန်မယ်နင်တို့နော်အပင်းဆုပ်ကုန်မယ်တိလားနော်ဘာလဲဆိုလို့ရှိရင်မြန်မာပြည်မှာစစ်ဖြစ်တဲ့နေရာတွေရှိတယ်ကွယ်စစ်မပြေတဲ့နေရာတွေရှိတယ်တချို့ဆိုရှင်အိုးအိမ်လုံးဝမရှိတော့တဲ့လူတွေရှိတယ်နင်တို့တိလားနင်တို့ကြားလားအဲ့ဒီလာဝကအကောင်တွေကြားလားနင်တို့တိမှာပါနင်တို့မြင်လဲမြင်ပါပါနော်နင်တို့မှာအဓိကနင်တို့မှာမရှိတာကိုချင်းစာစိတ်နင်တို့မှာမြင်လဲကြားနင်တို့မှာကိုချင်းစာစိတ်မရှိဘူးတိလားနော်လူတိုင်းကိုပြောတာမဟုတ်ဘူးနော်လူတိုင်းကိုပြောတာမဟုတ်ဘူးတော်တော်များများစိုးဝါးနေတဲ့ကောင်တွေကိုပြောတာတချို့တွေမှာနော်မှတ်ပုံတွေရှိတဲ့အိမ်အောင်စုစရာမရှိတော့ဘူးတချို့တွေမှာအိမ်အောင်စုစရာရှိတယ်တချို့တွေမှာမှတ်ပုံတွေမရှိဘူးအဲ့တော့လိုအပ်တဲ့အချက်ကလေးတွေအတက်ကလေးတွေလိုတိုးပိုလျှော်လေးလောက်တဲ့နေရာမှာနှစ်ဖက်နားလည်မှုလေးတွေနဲ့မျက်တလေးနဲ့လုံနေကြတဲ့အပေါ်မှာတော်ရုံတစ်ဖြစ်မဲ့စားပေါ်မတရားတစ်ဖြစ်နော်တကယ်လူရင်းဌာနကိုမရောက်သေးဘူးဒီဌာနပြီးဟိုဌာနပြီးဒီဌာနရုံးထဲကမရောက်သေးပတ်စံ4သိန်းလောက်ကုန်နေပြီအစင်းလောက်စားနေကြတာဒီနားမလဲတဲ့ပြည်သူလူထုပေါ်မှာနားလဲပါရိုက်မှာလောက်စားနေကြတာနော်အဲ့တော့ဒီ passport စာအုပ်လေးတအုပ်ရဖို့နိုင်ငံသားကိုထွက်ရဖို့ဒီဌာနမျိုးစုံကိုပတ်စံအမျိုးမျိုးပေးပြီးမှအောင်နော်မျိုးစုံသောပွဲစားတွေကိုအစင်းကြော်ဖြတ်ပြီးမျိုးစုံသောဌာနတွေကိုအစင်းကြော်ပြီးတော့ဒီပြည်သူတွေမှာမရှိတဲ့ကြားတွေကနေပြီးတော့နော်သူတို့မျိုးဖို့စိုးဖို့မတရားသဖြင့်တောင်းမမြောက်ပေးရတာနည်းနည်းလေးကြည့်ကြပြီးလောက်ကြပါအောင်နော်လူဝင်မှုကြီးကြပ်ရေးရဌာနကလူကြီးမင်းများလဲအောက်ခြေကိုတစ်ချက်လောက်ငုံကြည့်ကြပါအောင်ပြည်သူလူထုရဲ့ဒုက္ခလေးကိုနည်းနည်းလေးငုံကြည့်ကြပါအောင်တောင်းလို့ရပါတယ်စားလို့ရပါတယ်ဒါပေမဲ့မျက်တလေးရှင်လဲလျှောက်တာပြားလဲဆွဲတာလေးလောက်ကြပါနော်အဲ့တော့နိုင်ငံသားထွက်လာဖို့အတွက်ကိုတရံဝင်ပတ်စပို့ရဖို့အရေးကိုနော်အခုလူထုတွေမှာဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်နော်ဟိုလူလည်းကြောက်ရဒီလူလည်းကြောက်ရမလောက်ကြပါနဲ့